အားလုံးမင်္ဂလာပါဗျဒီတစ်ပတ် One Friday Fight 109မှာကျွန်တော်တို့မြန်မာ fighter ဖြစ်တဲ့ MU ရဲ့ပွဲပါဝင်လာပါတယ် MU ဒီတစ်ခေါက်တွေ့ရမယ့် fighter က Witty Cry ဆိုတဲ့ Thai fighter ပါသူတို့မြောက်က flyweight တန်းမှာထိုးကြရမှာပါ Witty Cry နဲ့ MU ကအတက်23နှစ်ဝန်းကျင်အတူတူပါပဲအရင်တဲ့ reach မှာတော့ Witty Cry က MU ထက်နည်းနည်းအားသာမယ်ဗျလာမယ့်ပွဲမှာ MU တတိထားမယ်အရာနဲ့ကျွန်တော်မြင်မိတဲ့ Witty Cry ရဲ့ပွဲအတွင်းအားနည်းချက်နဲ့အားနည်းချက်ကို MU အနေနဲ့ဘယ်လိုအထုံးချသင့်လဲဆိုတာကိုကျွန်တော်မြင်မိသလောက်ပြောချင်ပါတယ် Witty Cry ကထိုင်းပြည်တွင်းပွဲတွေမှာကျင်းလည်နေတဲ့ fighter ပါ Channel 7ကကျင်းပတဲ့ပြိုင်ပွဲလိုဟာမျိုးတွေမှာဝင်ရောက်ထိုးမှုပါတယ် Witty Cry က1ကိုမလာခင်ဆက်ချာမှာ Rajatanan World Series လို့ခေါ်တဲ့ RWS မှာထိုးမှုတဲ့အတွေ့အကြုံရှိပါတယ်ကပတ်အောင်မြင်မှုကြီးကြီးမားမားရထားတာကိုတော့မတွေ့ရဘူးဗျWitty Cry ကလွန်ခဲ့တဲ့3နှစ်ကျော်က PK စန်ချိုင်းချင်းမှာတွားရောက်လေ့ကျင့်ဖူးထားတာကြောင့်သူရဲ့ပညာပိုင်းကိုတော့ short တွက်လို့မရဘူးဗျနောက်ပြီးပညာပိုင်းမှာလက်ဒူးတစ်ထောင်ခြေအားလုံးကိုတုံးတာကိုတွေ့ရတယ်ဗျခြေကန်တာတွေနဲ့အဲဘူးတုံးတာတွေကဒီ fighter ရဲ့ကျွမ်းကျင်တဲ့အရာတွေလို့ပြောလို့ရပါတယ် clinch တုံးတာကိုတော့ပွဲတွင်းမှာတိတ်မတွေ့ရဘူးဗျလာမယ့်ပွဲမှာ Witty Cry နဲ့တွေ့ရင်အဲမှုတတိထားရမှာကအနိကချိန်ဆိုအဲဘူးတွေတုံးတာကိုတတိထားရပါမယ်ချီကန်လို့ရတဲ့အကွာဝေးတစ်ခုမှဆိုရင်တော့ hacket တွေမကြထွက်တတ်တာကြောင့်အဲမှုအနေနဲ့ gap ကိုလုံးဝကြလို့မရပါဘူးဒီ Thai fighter Witty Cry ကလည်းအဲဘူးကောင်းတဲ့ fighter ဆိုတော့အဲမှုအနေနဲ့ဟာဘက်ဂေါ်ဒန်တုန်းကလိုအစောပိုင်းချီတွေမှာမျက်လုံးဖွင့်ဖို့ခက်တဲ့နေရာတွေမကွဲအောင်တော့အထူးပြုစိုက်ကာကွယ်ရမယ်ဗျ Witty Cry ကအရင်ပွဲမှာအဲမှုရှုံးထားတဲ့ဟာဘက်ဂေါ်ဒန်လောက်တော့ပညာမာကုံလက်သီးပါဝါနဲ့လင်မြန်မှုပိုင်းမရှိတာကြောင့်အဲမှုအနေနဲ့ဟာဘက်ဂေါ်ဒန်ပွဲတုန်းကလောက်တော့မျိုးကန်ရလာပါဘူးဒီတော့အဲမှုအနေနဲ့အပေါ်မှာပြောထားတယ်လို့ hacket နဲ့အဲဘူးကိုအထူးပြုစိုက်ပြီးဒီ Thai fighter ရဲ့အားနည်းချက်လို့ပြောလို့ရတယ်ထိုးပြီးတဲ့အချိန်လက်ကျနေတတ်တာကိုခွင့်ကောင်းယူပြီးသူ့ရဲ့ဂျောကို overhand နဲ့အထီအောင်ထိုးနိုင်ရင်ဒီ fighter ကျပါတယ်ဘာလို့လဲဆိုရင်ဒီ Thai fighter ကဂျောကိုလေ့ကျင့်ထားဖို့မပေါ်ဘူးဗျပြီးခဲ့တဲ့2လလောက်ကထိုးခဲ့တဲ့ One Friday Fight ပွဲမှာလဲ Witty Cry ကဒုတိယချီမှာဂျောကိုထိပြီး knock down ကျသွားပြီမဲ့ပြိုင်ဘက် fighter ကအသင်းဝင်ပြီးမဖြတ်နိုင်တာကြောင့် Witty Cry ကကမ်ဘက်အနေနဲ့ပြန်လာပြီးနိုင်သွားတာပါအဲမှုအနေနဲ့အခုတွေ့ရမယ့် Thai fighter ကို knock down ကျအောင်ထိုးနိုင်ရင်ကျန်တဲ့ပွဲဖြတ်တဲ့အပိုင်းကအဲမှုကြီးလောက်တက်ပြီးသားဆိုတော့နိုင်ရရှိဖို့ရာခိုင်နှုန်းများသွားမှာပါအားလုံးသိပြီးသားဖြစ်တဲ့ပွဲအတွင်းမှာ knock down တစ်ခါလောက်တော့ရအောင်မထိုးနိုင်ရင်အမတ်ဆုံးဖြတ်ထိရောက်ရင်တော့အိမ်ရှင်ဖြစ်တဲ့ Thai fighter ပဲအနိုင်ရရှိဖို့များသွားမှာပါဒီတစ်ခါ One Friday Fight 109မှာအဲမှုပွဲအပြင်ဂျပန်ကကစ်ဘောက်စင်ပွဲတွေမှာအောင်မြင်မှုတည်ရယူထားနိုင်တဲ့ကစ်ဘောက်စင်ဆရာကြီးတွေဖြစ်တဲ့ Yuki Yosa နဲ့ Kaito တို့ပွဲတွေကိုလည်းစောင့်ကြည့်နေပါတယ်ဘာလို့လဲဆိုရင် Takeru Noiro နဲ့အချင်းတူတူပဲဖြစ်တဲ့ Yuki Yosa ကသူ့အနေနဲ့အခုဘန်တန်ဝိတ်ကစ်ဘောက်စင်မှာချန်ပီယံဖြစ်နေတဲ့ Jonathan Haggerty စီကကပတ်ကိုသူ့အနေနဲ့ဒီနှစ်တွင်မှာရအောင်ယူမယ်ဆိုပြီးတော့လေ့ကျင့်ထားတာရှိပါတယ်ခုဘန်တန်ဝိတ်မှုထိုင်းမှာပြိုင်ဘက်မရှိသလောက်ဖြစ်နေတဲ့နတ်ဘီကိုလည်းကစ်ဘောက်စင်ရူအောက်မှာထိုးကြမယ်ဆိုပြီးစိတ်ခေါ်ထားတာကြောင့်အဲ့ဒီလိုအချက်တွေကြောင့် Yuki Yosa ရဲ့ skill ကိုဒီပွဲမှာတေချာပေါက်စောင့်ကြည့်ရမှာပါနောက်ပြီး Yuki Yosa နဲ့တွေ့ရမယ့် fighter ကလည်းအခု One Friday Fight မှာ6ပွဲဆက်နိုင်ပွဲရယူထားနိုင်ပြီး1စာချုပ်ရဖို့စောင့်ဆိုင်နေတဲ့ Russia fighter ချန် Ebras Osmanov ဆိုတော့ဒီပွဲကပိုစိတ်ဝင်စားဖို့ကောင်းသွားပါတယ်နောက်တစ်ယောက်ဖြစ်တဲ့ Kaito ကလည်းခု featherweight kickboxing မှာဂျားဖြတ်ချန်ပီယံဖြစ်နေတဲ့ Noori ကို2020တုန်းကဂျပန်မှာလုပ်တဲ့ kickboxing ပွဲတစ်ခုမှာအနိုင်ရရှိထားဘူးသူပါသူနဲ့ထူရမယ့်ပြိုင်ဘက် fighter ကလည်းမွေထိုင်ရူအောက်မှာ City Chine ကိုအနိုင်ရရှိထားဘူးသလို Noori ရှုံးထားဘူးတဲ့တရုတ် fighter လူမန်ယန်ကိုအနိုင်ရရှိထားဘူးတဲ့အီရန်နိုင်ငံသား Mohammad Sia Sarani ဆိုတဲ့ fighter နဲ့ထိုးကြရမှာပါဒီပွဲကလည်းကြည့်ကောင်းလောက်တယ်ဗျာဒီဟာတွေကကျွန်တော်တို့မြန်မာပရိသတ်တွေစောင့်ကြည့်တဲ့ပွဲတွေကိုပြောပြပေးသွားတာပါကျွန်တော်တို့ channel နဲ့ page ကအခုလိုအားကစား update တွေကိုအဆက်မပြတ်တင်ဆက်ပေးနေတာကြောင့် follow လုပ်ပေးသွားကြပါဦးဗျာ